အခန်းထဲပြန်ရောက်တော့တရေသုံးကောင်လုံးဟာအရင်ရောက်နေပြီလေပေါ်ဝဲနေကဒီနေ့ကစပြီးမင်းခန္ဓာကိုအတူတူတုံးကြမှာလို့ပြောနေပါတယ်စမ်းမှန်လေးအရန်လန့်သွားပြီးနေလဲသွားပါတော့တယ်စမ်းမှန်ပြန်နိုးလာတော့ဆရာဝန်တွေဟာဆေးရုံကဆင်းဖို့ပြောနေချိန်ကလေးတယောက်ဟာဂရေမောတက်ပြီးခုန်နေပါတယ်တေချာကြည့်တော့မှတရေက၄ကောင်တောင်ဖြစ်နေပါတော့တယ်အိမ်ပြန်တော့လေတရေတွေအကုန်လိုက်လာတာကြောင့်ကားပေါ်ကမိန်းကလေးကိုဖုန်ကြောင်နေပါအထင်ခံလိုက်ရပါတော့တယ်ဗျာ 저한테 관심 있어요? အဲ့ဒီလိုနဲ့နတ်ဆရာစီတွားပြတော့တရေတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးသူတို့ဘာသာပြတ်ခွေသွားမှာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့တရေတွေဟာစမ်းမှန်ရင်နာမခွာကြတော့ပါဘူးအိမ်ကိုရောက်တော့အကုန်လုံးကလှုပ်ချင်တာလုပ်နေကြပြီဒါပထမဆုံးချိန်သူ့အိမ်ကိုတယောက်ယောက်လာလဲဘူးတာမို့လူအစ်စ်တွေစားထိုးရင်ကောင်းမှာပဲလို့တွေးနေပါတယ်စမ်းမှန်ဟာအရင်မတောက်တတ်ပေမဲ့လေတရေအဖိုးကြီးရောက်ရှယ်တောက်နေရပြီဘေးခန့်အာကျူးမကိုပါဖွင့်ကြောင်နေပါတယ်မကြိုက်တဲ့အချိုတွေကိုလည်းအများကြီးစားနေပြီဆေးလေးကိုတစ်ခါမှမတောက်ဘူးပေမဲ့အခုတော့တေမလို့တောက်နေပါတယ်ဘဝမှာယောက်ျားဆိုတဲ့မာနနဲ့ငိုဘူးပေမဲ့လည်းခုတော့အာကျူးမတွေကြားထဲဝင်ပြီးတရှုံရှုံငိုနေပါတော့တယ်